print ထုတ်တဲ့အခါမှာ table တစ်ခုလုံးကို print ထုတ်ချင်တာမဟုတ်ဘဲနဲ့ column နှစ်ခုလောက်ပဲ print ထုတ်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မိထားတဲ့ဒီမေကွန်လေးကိုဖြည့်ပေးပါမယ်ရှင်ပထမဆုံးအနေနဲ့ဒီမှာ table လေးတစ်ခုရှိတယ်ဒီ table တစ်ခုလုံးထုတ်ချင်တာမဟုတ်ဘဲနဲ့ခြေက column နှစ်ခုပဲထုတ်ချင်ဒီ column နှစ်ခုကိုဆက်လက်လေးပေးလိုက်ပါ file ထဲကိုသွားမယ်ပြီးတော့ print ဆိုပြီးတော့နှိပ်ခဲ့ပေးလိုက်ပါဒီနေရာမှာစမတို့ကအကုန်လုံး print ထုတ်မှာမဟုတ်တာဖြစ်တဲ့အတွက် setting ဆိုတဲ့နားမှာကိုဆက်လက်ပေးထားတဲ့အပိုင်းကိုပဲထုတ်မယ်ဒါကြောင့်မလို့ print selection ဆိုပြီးတော့ရွေးခဲ့ပေးရပါမယ်ဒါမှဒါနဲ့ column နှစ်ခုထဲကြာလာမယ်ဒါကတော့အရေးအတွက်ကတော့စိတ်ကြိုက်တော့ပြီးရင် print လို့နှိပ်ခဲ့ရုံပါပဲเนาะဒါဆိုရင်စမတို့အဆင်ပြေမယ်လို့ထင်ပါတယ်လိုက်လို့ကြည့်လိုက်ပါရှင် Excel နဲ့ပတ်သက်ပြီးတော့သင်ခန်းစာလေးတွေကိုအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင် Star Computer နဲ့ရဲ့ Excel online class တွေမှာအသေးစိတ်လေ့လာလို့ရပါတယ်ရှင်စမနဲ့ဓာတ်ရိုက်တင်လို့ရတဲ့ one Zoom class လေးလည်းရှိသလိုတင်နန်းချတက်တာတဲ့ online video class လေးလည်းရှိတာဖြစ်လို့ကိုယ်အဆင်ပြေတဲ့ class တွေမှာလေ့လာလို့ရပါတယ်ရှင်